ဖလားအုပ်စုပွဲစဉ်နှစ်ပွဲရှင်ပြိုင်ကစားပြီးချိန်မှာဂျပန်၊ဩစတြေးလျ၊တောင်ကိုရီးယားတို့လိုအာရှအသင်းကြီးတွေနောက်တစ်ဆင့်တက်ဖို့အလားအလာကောင်းနေပေမဲ့ကျန်တဲ့အသင်းတွေဘယ်လိုအခြေအနေရှိလဲဆိုတာကိုထပ်ပြီးတွက်ချက်ကြည့်ရပါစို့။အုပ်စု H ကဆော်ဒီအာရေဗျကအုပ်စုတက်ဖို့အခွင့်အရေးတော်တော်လေးနည်းနေပါတယ်။သူတို့ကအဖွင့်ပွဲမှာယူရိုဂွိုင်းကိုအံ့ဩဖို့ကောင်းအောင်တည်ကစားနိုင်ခဲ့ပေမဲ့ဒုတိယပွဲမှာစပိန်ကို၄ဂိုးပြတ်ရှုံးခဲ့တာကြောင့်ပါနောက်တစ်ဆင့်တက်နိုင်ခြေ73%ပဲရှိပါတယ်။နောက်ဆုံးကစားရမယ့်ပြိုင်ဘက်ကိတ်ဖာဒီအသင်းကစပိန်ကိုရောယူရိုဂွိုင်းကိုပါတည်ကစားထားတာကြောင့်နှစ်မှတ်ရထားတဲ့အသင်းဖြစ်နေပါတယ်။ကိတ်ဖာဒီကဆော်ဒီနဲ့ပွဲမှာတည်ကြရုံနဲ့တင်နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ရှိနေတာကြောင့်ပါ။အုပ်စုအိုင်ကအီရတ်ကလည်းအုပ်စုပွဲနှစ်ပွဲလုံးရှုံးထားတာကြောင့်အုပ်စုတက်ဖို့အခွင့်အလမ်းပိုနေတယ်လို့ဆိုရမှာပါ။တပွဲကို3ဂိုးပြတ်စီလိုမျိုးကစားထားတာကြောင့်ဂိုးကွာခြားချက်အနှုတ်6ဂိုးအထိရှိနေပါတယ်။ဒါပေမဲ့တတိယနေရာကစီနီဂေါကလည်းနှစ်ပွဲလုံးရှုံးထားပြီးနောက်ဆုံးပွဲမှာသူတို့နှစ်သင်းတွေ့ရမှာဖြစ်လို့အကောင်းဆုံးတတိယနေရာကိုရမလားဆိုတဲ့မျှော်လင့်ချက်လေးတော့ရှိနေပါသေးတယ်။ဒါကြောင့်အုပ်စုတက်နိုင်ခြေဟာဆော်ဒီနဲ့အတူတူ73%လောက်ရှိနေပါတယ်။စီနီဂေါကိုအနိုင်ကစားရင်အကောင်းဆုံးတတိယစီးရင်ထဲဝင်ဖို့မျှော်လင့်ချက်ရှိတာကြောင့်ပါ။အုပ်စု J ကဂျော်ဒန်ကတော့နှစ်ပွဲကစားပြီးချိန်မှာနောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်လုံးဝမရှိတော့ပါဘူး။ဩစတြေးလျကိုရောအယ်ဂျီးရီးယားကိုပါရှုံးနေထားတာကြောင့်ပါနောက်ဆုံးပွဲမှာအုပ်စုထိပ်ဆုံးကအာဂျင်တီးနားကိုအနိုင်ရခဲ့ရင်တောင်မှထိပ်တိုက်တွေ့ဆုံမှုရက်လက်တွေကြောင့်အုပ်စုတတိယနေရာကိုတက်လာဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်အုပ်စုကနေလှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။အုပ်စု K ကဥဇဘက်ကစ္စတန်ကလည်းကိုလံဘီယာနဲ့ပေါ်တူဂီတို့ကိုဂိုးပြတ်တွေရှုံးထားတာကြောင့်နောက်တစ်ဆင့်တက်ဖို့အခြေအနေမကောင်းပါဘူး။အမှတ်တမဲ့မှမရသေးတဲ့အပြင်ဂိုးကွာချက်ကလည်းအနှုတ်9ဂိုးတောင်ဖြစ်နေတာပါ။ဒါပေမဲ့နောက်ဆုံးပွဲမှာကွန်ဂိုကိုအနိုင်ရရင်အကောင်းဆုံးတတိယ8သင်းထဲမှာပါမလားဆိုတဲ့မျှော်လင့်ချက်တော့ရှိနေပါသေးတယ်။ဒါကြောင့်အီရတ်ဆော်ဒီတို့လိုပဲအုပ်စုတက်နိုင်ခြေ73%လောက်ရှိတယ်လို့ဆိုနိုင်ပါတယ်။အာရှဇုံအသင်းတွေထဲမှာအရင်ဆုံးအုပ်စု3ပွဲအပြည့်ကစားခဲ့ရတဲ့အုပ်စု B ကကာတာကတော့3ပွဲကစား3ပွဲလုံးရှုံးပြီးအုပ်စုကနေလှည့်ပြန်သွားပါပြီ။နောက်ဆုံးပွဲစဉ်မှာဘော့စနီးယားဟာဇီဂိုဗီနာအသင်းကိုအနိုင်ကစားရင်အကောင်းဆုံးတတိယတနေရာမျှော်လင့်ခွင့်ရှိပေမဲ့အဲ့ဒီပွဲမှာပါရှုံးနေခဲ့တာပါအဲ့ဒါကြောင့်2026ကမ္ဘာဖလားပြိုင်ပွဲမှာပထမဆုံးအိမ်ပြန်ရတဲ့အသင်းဖြစ်သွားပါပြီအနည်းချုပ်ပြောရရင်အာရှဇုံအသင်းတွေထဲမှာဂျပန်ကအုပ်စုကျွတ်သွားပြီးတော့ဂျော်ဒန်နဲ့ကာတာကအုပ်စုကနေလှည့်ပြန်ခဲ့ရပါပြီကျန်တဲ့အသင်းတွေထဲမှာဩစတြေးလျနဲ့တောင်ကိုရီးယားတို့ကနောက်တစ်ဆင့်တက်ဖို့တည်ကြသလောက်ရှိပါတယ်။အီရန်ကတော့နောက်ဆုံးပွဲမှာအကောင်းဆုံးတတိယတနေရာရဖို့ကြိုးစားရမှာပါ။ဆော်ဒီ၊အီရတ်နဲ့ဥဇဘက်ကစ္စတန်တို့ကတော့လက်ကျန်ကြိုင်လုံးတွေထဲမှာအကောင်းဆုံးပြောင်းဘယ်လိုရှင်ပြိုင်သွားမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။